ကဲဒီနေ့တော့မိခင်တယောက်လူသူနဲ့အဆက်ပြက်နေတဲ့ကြွန့်တကြွန့်ပြီးတော့ဘယ်လိုမှမျှော်နှံထားလို့မရတဲ့အတိတ်တစ်ခုအကြောင်းပြောပြမယ်မယုံနိုင်စရာဇလန်းတစ်ပုဒ်တွေကိုတူတူဝင်ကြည့်လိုက်ကြရအောင်ပင်လယ်ဓာပြတစုကဒန်ဒါကြီးတပုတ်ကိုလိုက်ရှာနေတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်အဲ့ဒါကိုမတိတဲ့အခါဘာတွေဆက်ဖင်လာမလဲဒီဇလန်ကတော့အေးချမ်းတဲ့ဘွားလေးတစ်ခုကိုဖျက်ဆီးဖို့ရောက်လာတဲ့ကျူးကျော်သူတွေနဲ့သူတို့ဘိုးကြီးရဲ့အတိတ်ကတိတ်ဆိတ်တကောင်အကြောင်းပါပဲဇလန်ကတော့1846ခုနှစ် Cayman Brack ဆိုတဲ့လူသူနဲ့အဆက်အသွယ်ပြတ်နေတဲ့ကျွမ်းလက်တကြောမှစတင်ပါတယ်အဲ့မှာ Arcel ဆိုတဲ့မိခင်တယောက်သူကလေသူ့ခင်မွေးပြန်လာမဲ့လမ်းကိုမျောရင်းပင်လယ်ပြင်ကြီးကိုပဲတငီးတမောကြည့်နေခဲ့တာပေါ့အခြေအနေကတော်တော်လေးကိုတင်းမာနေပြီဘာလို့လဲဆိုတော့သူ့သားလေး Isaac ကသူ့အဖေ Captain Borden ပြန်လာဖို့စောင့်နေတာပြက်ခရဲမှာရပ်ပေါင်း59ရက်တောင်ရှိနေပြီလေသူ့အဖေရဲ့ကုန်းတင်ပေါ်ပင်လယ်မှာတိုက်ခတ်ခံရပြီးနောက်ပိုင်း2လနီးပါဘာတလေးမှမကြရတော့တာဒီ timeline ကိုကြည့်လိုက်ရင်အခြေအနေတွေကဘလောက်တောင်အချိန်နဲ့ဆိုးရွားလာနေလဲဆိုတာတွေ့ရမှာပါပထမဆုံးနေ့မှာ Captain Borden ရဲ့တင်ပေါ်တိုက်ခိုက်ခံရတယ်သူလည်းဖမ်းခံလိုက်ရတယ်အဲ့ကနေ6ရက်ပဲကြာတယ်ပင်လယ်ဓာပြတွေကသူ့တင်ပေါ် Cayman Brack ကလာတာဆိုတာသိသွားပြီအခုရက်ပေါင်း59ရက်မြောက်နေမှာတော့ Ursel ဟာမိုးကုတ်ဆက်ဝိုင်းစီကနေမိခုံးွယ်တစ်ခုကိုလှမ်းမြင်လိုက်ရတယ်ဒါဟာမဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရောက်လာပြီဆိုတဲ့လက္ခဏာပါပဲကမ်းပေါ်တက်လာတာကကက်ဆယ်ကြီးသမားတွေမဟုတ်ခဲ့ဘူးသူတို့ကပင်လယ်ဓာပြတွေအဆော်ရဲ့အိမ်ထဲကိုအကြမ်းပတမ်းဝင်စီပြီးသူ့မောင်မရှိဘူးလို့အခိုင်အမာညင်းနေတဲ့အရာတစ်ခုကိုအတင်းကျပ်တောင်းနေကြတာအဲ့ဒီမှာပဲသူတို့ဘာကြောင့်ရောက်လာလဲဆိုတဲ့ရည်ရွယ်ချက်ကရှင်းသွားတယ်Scott ဆိုတဲ့ပင်လယ်သားပြကအဇယ်ကိုထူခြားတဲ့အမတ်သားတစ်ခုပါတဲ့ရွှေတုံးကိုထူပြပြီးမေးတယ်။ကျန်တာတွေဘယ်မှာလဲ။ဆိုတော့ဒါကကျုံတို့ဝင်စည်းတာမဟုတ်တော့ဘူး။သူတို့ကဒီမီသားစုနဲ့တက်ရိုက်ပတ်သက်နေတဲ့ရေဒနာတစ်ခုကိုတိတိကျကျလိုက်ရှာနေတာဆိုတာသိချသွားပြီ။တစ်ချိန်တည်းမှာပဲပင်လယ်သားပြဘိုလ်ကြီးခေါ်နာကိုလန်ကျွန်းပေါ်ကိုခြေချလာပြီ။သူကသူ့လမ်းကိုပိတ်ရက်တဲ့ဒေတာခါအဆောင်ကိုမက်တောင်တစ်ချက်မခတ်ပဲထပ်ပစ်လိုက်တယ်။ပြီးတော့သူ့လူတွေကို RSL ကိုဖမ်းဖို့အမိန်ပေးလိုက်တာပဲ။သူကိုယ်တိုင်ရောက်လာတာကိုကြည့်ချင်းအားဖြင့်ဒါဟာတာမန်ယတနာရှာပွဲမဟုတ်တော့ဘူးတေးရရှင်တမြအရေးကြီးတဲ့ပိုးကိုရဲ့အရာရှင်းရမယ့်ကိစ္စတစ်ခုဆိုတာသိတာနေပြီအင်းကိုပြန်သွားကြည့်အောင်အာဆာရဲ့လေဘင်းမှာဂျိုးကွင်းကဆွတ်လက်တာအဲ့ဒီအချိန်မှာပဲပင်လယ်ဓာပြားလေးကဖုံးနေတဲ့သူသားအိုက်ဆက်ကိုရှာတွေ့သွားတယ်အဲ့ဒီမှာပဲအာဆာဟာကြောက်ရွံ့နေတဲ့မိခင်နဲ့အောင်ကနေတခြားတယောက်အဖေပြောင်းလဲရတော့မယ်ဆုံးဖြတ်ချက်ကိုချရတော့တာပဲအဲ့ဒီခိုက်တက်မှာပဲအရာအလုံးကပြောင်းပြန်ခဲ့သွားတယ်ကြောက်လန့်နေတဲ့မိဟင်တယောက်ရဲ့ဟန်ပန်ကိုလုံးဝဖျောက်လိုက်ပြီးပင်လယ်ဓာပြရီရဲ့ဘာသာစကားနဲ့ပဲမင်းတို့လိုချင်တာငါပေးမယ်လူပြိုချလိုက်တယ်။ဒါဟာသူမရဲ့နောက်ခွေကပင်ကိုစိတ်ရမှန်ကိုဖော်ထုတ်လိုက်တာပါပဲ။ဆိုတော့အဓိကအချက်ကဒါပဲပင်လယ်ဓာပြရီဟာတာမန်ကျွန်းသူတယောက်ကိုလိုက်ရှာနေတာမဟုတ်ဘူး။သူတို့လိုက်ရှာနေတာကသူမကိုယ်တိုင်တော့မှခြံထားခဲ့ဖို့ကြိုးစားခဲ့တဲ့ဒန်ဒါရီတပုတ်ကိုပဲ။တစ်ဖက်မှာတော့စိုးရင်တကြီးဖြစ်နေတဲ့မိကန်နောက်တစ်ဖက်မှာတော့တေမင်းတမန်လိုနာမည်ကြီးရဲ့လူသက်သမားသင်္ကတပြားရဲ့မျက်နှာနှစ်ဖက်လိုပါပဲသူမရဲ့အတိတ်ကိုအတီးဖြူပေးလိုက်တာကတော့ဒေတာကန်တဲဟုတ်ဆရာ Bradley ပါပဲသူကအာဇာရဲ့ကြောဘော်ကတတ်ထူးကိုတွေ့သွားတယ်အဲ့ဒီတတ်ထူးကရွှေတုံးဘော်ကမှတ်သားနဲ့တပုံစံနီးပဲအဲ့ဒီမှာသူကအာဇာကိုဘိုးကြီးလို့ခေါ်လိုက်ရင်ပြန်တိုက်ခိုက်ဖို့တိုက်တွန်းလိုက်တော့တာပဲအခုတော့ဒန်ဒါရီကပြန်နိုးထလာပြီအမဲလိုက်ခံရတဲ့သူကအမဲလိုက်သူဖြစ်လာပြီအာရှယ်ကဒီကျွန်းကိုသူ့လက်ဖွာလို့တည်တယ်အဲ့ဒီအာသာချက်ကိုအသုံးပြုပြီးခွန်နာတဲ့လူတွေပေါ်မှာအခြေအနေကိုတပတ်လက်ပြောင်းပြလန်ပြက်လိုက်တယ်။သူမရဲ့နီးဗျူဟာတွေကိုကြည့်လိုက်အောင်ပထမဆုံးသူသမီး Elizabeth ကိုလိုက်နေတဲ့လူတွေကိုမြတ်တော်ရှည်ထဲမှာအတန်တိတ်ဝန်တိုက်ပြီးကဲထုတ်ပြီးတော့ပင်လယ်ဓာပြတွေကိုမိချောင်းတွေပြည့်နဲ့ချောင်းတွေရောက်အောင်လမ်းလွှဲလိုက်တယ်။နောက်တစ်ဆင့်ကတော့တော်ထဲမှာပျောက်ကြားစနစ်သုံးပြီးရုတ်တရက်တိုက်ခိုက်ပြီးရင်ပျောက်သွားလိုက်နဲ့လှုပ်တော့တာပဲ။နောက်ဆုံးသူကလေးလေးကိုတိုက်ရိုက်ချင်းချောက်လာတဲ့ပင်လယ်ဓာပြ3ယောက်ကိုတယောက်တည်းနဲ့အပြည့်ရှင်းပစ်လိုက်တယ်။ဒါကိုကြည့်ရင်သူကတားကောင်အဖြစ်ခဲ့နဲ့ဘလောက်တောင်ရက်ဆက်ပြီးထိရောက်တဲ့မူဆိုးရအဖြစ်ပြောင်းသွားလဲဆိုတာရှင်းနေပြီဒီအချိန်မှာပဲအဆက်ကသူ့မိသားစုကိုသူ့ရဲ့မဟောင်းမိုက်တဲ့ဒိတ်ဆက်ကြောင်းကိုဖွင့်ပြောပြတယ်သူဟာမိဘမဲ့တဲ့ရောက်အသက်ရှင်ဖို့အတွက်ပင်လက်ဓာပြပြစ်လိုက်ပေးရတယ်တကယ်တော့သူဟာခေါနာနဲ့ကချင်းကအတူတူအမှုထမ်းခဲ့ဖို့သူပဲလူတက်ရမှာသွေးအိပ်ပြီးကျွမ်းကျင်လွန်လို့သူကို Bloody Mary လို့နာမည်ပြောင်းပေးခဲ့ကြတာကဲအခုဇလန်ရဲ့အထက်အထိပ်ကဘာကြီးရဲ့အစုံမှတိုက်ခိုက်ကြမဲ့နောင်ဆုံးပွဲကိုရောက်လာပါပြီအာဆယ်ဒီယောက်တူကင်ပွဲဘိုရန်အသက်ရှင်နေတဲ့ဆိုတာသိလိုက်ရတဲ့ခါမှာတော့ရွှေနဲ့တူကင်ပွဲရဲ့အသက်ကိုလဲဖို့သဘောတူလိုက်တယ်။ဘီတာစုအတွက်လွတ်မြောက်မှုအတွက်ပြီးတော့လက်စားချေဖို့အတွက်နောက်ဆုံးထိတ်တိုက်တွေ့ဆုံမှုပေါ့။ဒါပေမဲ့ဒီပွဲကညညတဲ့ပွဲမဟုတ်ဘူးလေ။ဒါကြောင့်ဒီမှာကအရင်ဆုံးကော်နာရဲ့ကာကွယ်ရေးတွေကိုတယောက်ထဲနဲ့စနစ်တကျဖြိုးချပြတယ်
ရေတွင်တန်းကနေတပ်ပြီးဘုံထောင်60နဲ့အမိုးပေါ်ကနေကျိုးနေဆင်းပြီးအဆောင်တယောက်ကိုအတန်းလေးရှင်းလိုက်တယ်ပြီးတော့အိမ်ဟောက်ကနေလျော်ဝင်ပြီးနောက်တယောက်ကိုအလစ်တိုက်တယ်နောက်ဆုံးဘော်ဒင်စီကိုရောက်ဖို့အတွက်ပို့ဖို့ဆူနေတဲ့အိုးတလုံးကိုတုံးပြီးမိခွန်မန်ကတခုတောင်ဖန်တီးခဲ့တယ်ဒါပေမဲ့အဲ့ဒီပြန်လဲဆုံစီမှုကကြေကွဲစရာဖြစ်နေပဲအဆုံးသတ်သွားတယ်ကော်နာရဲ့တက်ကက်ဆွဲလာမှုကရွှေမဟုတ်ဘူးလက်စားချေလို့စိတ်ပဲဒါကြောင့်သူကသဘောတူညီချက်ကိုချိုးဖောက်ပြီးဘော်ဒန်ကိုအော်ဇာရဲ့မျက်စိစီမှာပဲရက်ရက်ဆက်ဆက်ဓာတ်နဲ့ထူထပ်လိုက်ပါတော့တယ် ဒီနေရာမှာခေါင်းနာရဲ့စိတ်ကိုပူပြီးနားလည်လာရတယ်။အစိုးရကရွှေတွေကိုဖောက်ခွဲပြီးထပ်ပြေးသွားတဲ့အခါသူ့လူတွေကပြန်ချင်းတီးပြီးဒါပေမဲ့ခေါင်းနာကပုံကန်တဲ့သူ့လူလီကိုတတ်ပစ်လိုက်တယ်။အဲ့ဒီမှာလဲသူ့ရဲ့တကက်ရည်ရွယ်ချက်ကိုဖွင့်ပြောတယ်။သူ့လိုချင်တာကရွှေမဟုတ်ဘူး။ Bloody Mary ကိုအရှင်ဖမ်းပြီး Empire 3ခုကနေလွန်ညင်ချမ်းသာခွင့်ကိုရဖို့ပဲ။သူ့လူတွေကိုအစုံစုံလွတ်မြောက်မှုဆိုတဲ့ကတိနဲ့ပြန်စီယုံပြီးဒီမဲလိုက်ပွဲကိုဆက်ဖို့ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတိုက်ပွဲကတော့အဆင့်3ဆင့်ပါတဲ့စစ်ပွဲကြီးတစ်ခုလိုပါပဲပထမဆုံးဂူးထဲမှာယူဆယ်က1600တွင်နဲ့အမောင်ကိုတုံးပြီးတယောက်ချင်းစီကိုရှင်းတယ်ခေါင်းနာကတော့လက်နက်အင်အားပြည့်နဲ့မြန်မနာလိုက်တယ်ဒုတိယအဆင့်ကမ်းခြေပေါ်ပါတော့ဒါဓားရည်ပြိုင်ပွဲဖြစ်သွားပြီယူဆယ်ကသူ့ရဲ့ကျွမ်းကျင်မှုနဲ့ပုံဝင်ချင်းကိုအထုံးချတိုက်ခိုက်နေချိန်မှာခေါင်းနာကရေတိုက်ကိုအချက်ပြမီးပြပြီးယူဆယ်ကို1600ဆင်ဖို့ကြိုးစားတယ်ဒီတိုက်ပွဲမှာခေါင်းနာအကြီးကျယ်မာထားတဲ့တခုကယူဆယ်ရဲ့မိသားစုရဲ့တိုက်ခိုက်လူစိတ်ကိုရှော့တွက်လိုက်တာပဲနောက်ဆုံးမှာတော့အဆုံးဖြတ်ပေးနိုင်ကြတာကသူသမီး Elizabeth ရဲ့အာယုံလွှဲပစ်လိုက်တဲ့ဒေးနတစ်ချက်ပါပဲအဲ့ဒီခွင့်ယူလေးကိုအမိရဲ့အတုံးချပြီး Yusel ကခေါနာကိုအပိတိုင်အနိုင်ယူလိုက်တယ်သူ့အတိတ်ကိုဖျက်ဆီးသူ့အနာဂတ်ကိုချင်းချောက်ခဲ့တဲ့အကြောက်တရားကြီးစိုးမှုခေတ်ကိုအဆုံးသတ်ပစ်လိုက်နိုင်ခဲ့တာပေါ့ပင်လေသားပြတွေလည်းမရှိတော့ဘူးရေတပ်ကလည်းကျုံးကိုရောက်လာတော့မယ်အန်ဆာရဲ့မိသားစုကတော့ဘေးကင်းသွားပြီသူ့အတိတ်ကတစ်စေကိုလည်းသူအနိုင်ယူလိုက်နိုင်ပြီဒါပေမဲ့ဒီဇလန်ကကျွန်တော်တို့ကိုနောက်ဆုံးမေခွန်းတစ်ခုနဲ့ခြံထားခဲ့တယ်။အခုမဲလင်းရလို့တိကျတဲ့ဒီအမျိုးသမီး Bloody Mary လို့တန်တာရီတယောက်အတွက်တကယ်စိတ်ရဲ့ငြိမ်ချမ်းမှုဆိုတာကတော့ဘယ်တော့မှတကယ်တမ်းရနိုင်ပါမလား။